အားလုံးပဲမင်္ဂလာပါကျွန်တော်ထုံးစံအတိုင်းဘောလုံးပွဲစဉ်တွေဘောလုံးပွဲတစ်ပွဲကောင်းတွေတင်ဆက်ပြီးနေ Jason Sport Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကဲ brother တွေမနေ့ကကျွန်တော်မနေ့ကကျွန်တော်တစ်ပွဲပဲပေးခဲ့တယ်ကျွန်တော်တီကို body ပေးခဲ့တယ်ဗျာနော်။ကြည့်တဲ့ဒီကိုရီကတော့ရပါလိမ့်မယ်ထင်တယ်။ဒီနေ့မှာတော့ကျွန်တော်ပွဲတွေအများကြီးတော့မရှိဘူးမဟုတ်ဘူးရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ထဲမှာကျွန်တော် series A ကလက်ချက်နှစ်ပွဲကိုကျွန်တော်ရွေးထုတ်ပေးထားတယ်ဗျာနော်။ကျွန်တော်လက်ချီနဲ့ကျွန်တော်အရင်ဆုံးလက်ချီနဲ့နာပိုလီနဲ့ပွဲစဉ်တွေဖြစ်တယ်။လက်ချီနဲ့နောက်ဆုံး၅ဘက်ကစားမှန်းနေရမှာဆိုတာပွဲနိုင်တဲ့ပွဲရှုံးနှစ်ပွဲတည်နေတယ်ဒါအဆင့်16မှာတော့လည်းရက်တည်နေဖြစ်တယ်နာပိုလီကတော့ကျွန်တော်နောက်ဆုံး၅ဘက်ကစားမှန်းနေရမှာ3ပွဲနိုင်2ပွဲရှုံးနေဒါစီးရီးရဲ့အမှတ်ပေးစရာမှာအဆင့်7မှာဒါဥဆောင်နေတဲ့အသင်းဖြစ်တယ်လက်ချီကဒါဒီနေ့ရာဒီမှာဒါအိမ်ကွင်းရောအဝေးကွင်းရောပြေးကိုရာကိုများထားတဲ့အသင်းဖြစ်တယ်နော်နာပိုလီနဲ့ထိုးတူပဲကျွန်တော်တို့ဒါအိမ်ကွင်းရောအဝေးကွင်းရောမှာဒါရှုံးပွဲတွေရှိတယ်ပြေးကိုရာကိုများထားတဲ့အသင်းဖြစ်တယ်နော်ဒီကျွန်တော်တို့ပြီးခဲ့တဲ့ဒါလက်ချီကပြီးခဲ့တဲ့ကျွန်တော်တို့ဥတီနီနဲ့ပွဲပါဆိုလို့ရှိရင်လည်းကျွန်တော်တို့တေးရှုံးကိုပေါင်းကနှလုံး90ရှုံးနေတာဘော်ဒီရောကိုပေါင်းရောလက်ချီကဒါစုံကြထားတဲ့အသင်းဖြစ်တယ်နာပိုလီကတော့ဒါပြီးခဲ့တဲ့အင်တာနက်ပွဲမှာဆိုလို့ရှိရင်ဒါဘော်ဒီရောကိုပေါင်းရောဒါစုံအောင်ထားတဲ့အသင်းဖြစ်တယ်ပဲเนาะဒီနေ့ကဒီမှာနာပိုလီရဲ့ခြေစွမ်းကကျွန်တော်တို့ကွင်းလယ်မှာဒါဒီဘိုင်းနာတို့ဒိုမီနေတို့နဲ့ပိုက်လိုင်းတို့နဲ့ဒါဖြစ်စရီတွေကတော်တော်လေးကိုကောင်းမွန်တဲ့ခြေစွမ်းတွေ့ရတယ်เนาะဒီထက်တဲ့ဆုံးနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်လည်းဒါနာပိုလီကဒါ4ပွဲနိုင်ဝက်ပြည်နဲ့ဒါကစားထားတယ်နော်ဒီမက်အစောပိုင်းပေါက်ကြီးကျွန်တော်နာပိုလီကနေပြီးတော့တလုံး15ပြားစာကိုပေါင်းကနှလုံး90ရှုံးနဲ့စတင်လာတယ်နာပိုလီနဲ့ဒီခြေရရဆိုလို့ရှိရင်ကျွန်တော်နှလုံးလောက်သွင်းမှာဘိုးပြတ်မယ် sorry အပြည့်နိုင်မယ်အနေထားမျိုးဖြစ်နေတယ်အဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာနာပိုလီကမနိုင်ဘူးတော့မဟုတ်ဘူးပြန်နိုင်မယ်လက်ချီဘက်ကနေပြီးတော့ကျွန်တော်တို့ဘိုးပြတ်ရမရဒါပဲချက်ကြည့်ရကျွန်တော်ကတော့ဒီပွဲလေးကို 1-0 သို့မဟုတ် 2-0 လောက်ပဲကျွန်တော်မှန်းနေတယ်နော်အဲ့တော့ကျွန်တော်နာပိုလီ body နဲ့ဘိုးအောက်ကိုပဲကျွန်တော်ကြိုက်တယ်အကြိုက်တူမကြီးကိုရှိရင်ရှိသုံးပါဗျာနော်နောက်တစ်ပွဲကလည်းကျွန်တော်တို့အတလန်နာနဲ့ကျွန်တော်တို့ AC Milan ရဲ့ပွဲစဉ်လေးဖြစ်တယ်အတလန်နာအနေနဲ့ကကျွန်တော်တို့နောက်ဆုံး၅ဘက်ကစားထားနေမှာဆိုတော့ပွဲနိုင်၄ပွဲတည်ရင်လက်ရှိအဆင့်9နေရာမှာရက်တည်နေတဲ့အသင်းဖြစ်တယ်ဗျာနော် AC Milan ကတော့နောက်ဆုံး၅ဘက်ကစားထားနေမှာ3ပွဲနိုင်2ပွဲတည်ရင်ဒါလက်ရှိဒါ Serie A ရဲ့ Premier အဆင့်3မှာရက်တည်နေတဲ့အသင်းဖြစ်တယ်အတလန်နာကလက်ရှိဒီနှစ်ရာသီတရားသီလုံးမှာကျွန်တော်အိမ်ကွင်းရှုံးပွဲလုံးဝမရှိသေးဘူးเนาะတစ်ဖက်အသင်းကဒါအရန်ကောင်းတယ်ဆိုတော့မှသူတို့ကဒါတေးရတဲ့နောက်ထိဒါဆွဲခေါ်ပြီးတော့ကစားနိုင်တဲ့အသင်းဖြစ်တယ်ဗျာเนาะဒီ AC ကတော့ကျွန်တော်ဒါပြီးခဲ့တဲ့ဒါပီဆာနဲ့ပွဲမှာဆိုလို့ရှိရင်ဒါဘိုးပေါင်းမဲ့အောင်လာတယ်เนาะဒါ body တော့မအောင်တော့ဘူးเนาะတူနဲ့ဒါတေးကြထားတယ်ဗျာအတလန်နာကတော့ဒါပြီးခဲ့တဲ့ဒါ Chris Modi နဲ့ပွဲမှာဆိုလို့ရှိရင်ဒါ body ရောဘိုးပေါင်းရောဒါစုံကြထားတဲ့အသင်းဖြစ်တယ်ဒီထက်တဲ့ဆုံးမှုနောက်ဆုံး5ချိန်မှာဆိုလို့ရှိရင်ဒါအတလနာက၄ပွဲနိုင်ထားတယ် AC ကဒါတပွဲတည်ရည်နဲ့ကစားထားရဗျာပြည့်စုံမှုကပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါအတလနာကတိတိတတ်တာအသာစီးရနေတော့တွေ့ရတယ်ဒီနေ့မနက်အစောပိုင်းပေါက်ကြီးကကျွန်တော်ဒါနှစ်သိန်းလုံးကဒါဒက်တည်ရည်ကိုပေါင်းကနှလုံး65ပြားရှုံးနေတာဒီမနက်ကြီးတော့စတင်ဖွင့်နေထားတယ်ဗျာအဲ့တော့ဒီဒက်တည်ရည်ဆိုတော့ဒါအိမ်ကွင်းအတလနာဘက်ကပဲကျွန်တော်နေမလား AC Milan ဝေးကွင်းရပဲနေမလားဆိုတော့ကျွန်တော်တို့ဒီနေ့မှာကျွန်တော်ဒီလက်ရှိကန်ထားတဲ့ခြေစမ်းတွေရအောင်ပါဆိုလို့ရှိရင်ကျွန်တော်ကဝေးကွင်း AC ကိုကျွန်တော်ကြိုက်တယ်ဗျာနော်အဲ့တော့ကျွန်တော်ကဒီနေ့ဒီအတလနာနဲ့ AC ရဲ့ပွဲမှာဆိုရင်ကျွန်တော်က AC body ကိုပဲကျွန်တော်ရွေးတယ်ဗျာနော်အကြိုက်တူရင်ကစားပါနော်အကြိုက်တူမှာကစားပါအကြိုက်မတူရင်မကစားပါနဲ့ကျွန်တော်တို့ကဒါဝါသနာရ30တင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့်ဒါအကြိုက်တူမကြီးကိုရှိလို့ရှိရင်ယူသုံးလို့ရအောင်နော်ကျွန်တော်တင်ပေးတာနော်ထုံးစံတိုင်းပဲကျွန်တော်တို့ဒါဗီဒီယိုလေးအောက်မှာဆိုလို့ရှိရင် Telegram channel Viber channel လေးချထားတယ်နော်တပွဲကောင်းနေမောင်းကက်တွေဘောလုံးပွဲရှိတဲ့နေ့တိုင်းကျွန်တော်တင်ပေးတယ်နော်ဝါသနာပါတဲ့ညီကိုတွေကလာရောက် join ပေးကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ဗျာနော်နောက်နေ့ကြာမှကျွန်တော်ပြန်ဆောင်ကြမယ်